ဟာဒီဗီဒီယိုကတော့ဘာမှထွေးထူးတော့မရှိပါဘူး Osmo Pocket လေးကိုစမ်းနေတာဒီထဲမှာအသားရအများကြီးဖြူသွားတယ်လို့ပဲတော့မိုက်တယ်စပိန်ကနေကျဲနေပြီစင်းရလုံးဝမရှိတော့ဘူးဒီဗီဒီယိုကိုကြည့်ပဲကြော်သွားလေရပါတယ်ဘာမှတော့ထွေးထူးရှိမှာမဟုတ်ဒါပေမဲ့ပေါက်ခဲ့စကားလျှောက်ပြောနေရပဲဖြစ်အောင်ဖြစ်လိမ့်ပြီးတော့ကင်မရာဆန်းနေလောက်ပါပဲတိတ်တော့ထွေးထူးရှိမှာမဟုတ်မစတစ်ပါမယ်မိုက်တယ်မိုက်တော့ပြန်လှည့်လာတော့ကင်မရာအော်တိုလို့ပါတော်ပြီငါမုံတော့မလဲတော့โอเคဘာဖြစ်တော့အဲ့တော့မိုက်တယ်တော်လေးထားကြတယ်တော့ငြိမ်နေပေါ့နော်ဒါလေးကတရားဘာကင်မရာနဲ့ရိုက်ထားလဲဒီကောင်က DJI Osmo Pocket 4 Pro မှာကျွန်တော် Block Combo လေးဝယ်ထားတာဒီမှာ Mic Mini 2လေးပါတယ်ပြီးတော့ဘာပါအောင်မလဲ Mic Mini 2ပါမယ်ပြီးတော့ရင်ဒီကောင်က Gimbal လေး Gimbal တော့မဟုတ်ဘူးဒါ Tripod လေးပါမယ် Tripod သေးလေးတစ်ခုပါမယ်ပြီးရင်ဘာပါအောင်မလဲဆိုတော့ဒါကတော့ connector လေးဒီကောင် battery လဲဟိုဖြစ်လာတော့မသိဘူးမသုံးဘူးတော့မသိဘူး connector လေးပဲဘယ်လိုဆိုတော့ဒီမှာ flashlight လေးပါတယ်ပြီးတော့ဘာပါအောင်မလဲဒါကတော့ clip လေးတန်းလိုက်လေးပါတယ်ဒီကောင်လေးကဒီ မိုင်းနဲ့ချိတ်လို့ရတယ်ဒီမှာကျတော့ဒါတန်လိုက်လေးပဲဒါလေးကျတော့ဒီကောင်လေးကျတန်လိုက်လေးပဲကတ်ထားတာဒီကောင်ကျကလစ်လေးပဲပါတယ်တန်လိုက်ပုံမှာအဲ့ဒါလေးလည်းပါတယ်မစိုးပါဘူးဒီကောင်လေးကပြောရရင်တော့ကျိုးလေးပါလေးပါမယ်ပေါ့နော်သူရဲ့ကောင်လေးရဲ့ကြိုက်တဲ့တစ်ခုကပါလဲဆိုတော့ဒီမှာကောင်လေးပါဒါလေးတော့မိုက်တယ်ဒီကောင်လေးကကျွန်တော် remote control ဗျာဆောထားကြတယ်ဗျာအဲ့ဒါလေးကတော်လေးအဆင်ပြေဝေးရနေပါညာရိုက်လို့ရတာပေါ့နော်ဒီကောင်လေးကဟိုတော့ကိုကဒီမှာကင်မရာထောင်ထားမယ်ကင်မရာထောင်ထားတဲ့အချိန်မှာဒီကောင်လေးကမကင်မရာရွှေ့တာပါညာမဆိုးဆင်းဆဲလို့ရမယ်တော်တော်လေးမြင်နေရတယ်ဆင်ပြေတယ်မီနီကွန်မော်နီတာလိုလေးပေါ့မဆိုးဒီကတော့ကင်မရာဝယ်တယ်ဆိုတာလေဘာလို့ဝယ်လဲဆိုတော့အတိုင်းပဲရှေ့ရှောင်းမှာဘာလဲတော့မဟုတ်အဲ့လောက်ကြီးလေဗီဒီယိုရိုက်ဖို့အချိန်နဲ့အားမယ်မတင်ပါဘူး Okay anyway I just find it နောက်ဆိုတဲ့ဗီဒီယိုတင်ကောင်းတင်ပေါ့ခုလောဆိုတော့ဒီဗီဒီယိုလေးကဘာလဲဆိုတော့ testing camera testing လုပ်တာအမှထွေထူးမရှိဘူးကြည့်ရင်လည်းမကြည့်ရင်လည်းမကြည့်နဲ့ပေါ့နောက်ချက်ဒီမှာကျွန်တော် YouTube မှာပဲတင်ပြလောက်ပါရှင်ပါ Okay ဗီဒီယိုနောက်ထပ်လာမလားလည်းမသိဘူးမမလည်းထွေထူးပြောကြတယ်ရှိမှာဟုတ်ပါဘူးကိုရိုက်ကိုချောင်းကိုရိုက်တိုင်မယ်ကင်မရာရဲတော့ဝါနာပါလို့ဆိုတော့အဒီကင်မရာလေးသဘောကျလို့ဝယ်လိုက်တယ်ဒါပါပဲတက်လာတော့နောက်ဒီမှာဆက်ဆန်တော့လို့ဆိုတော့အဲ့တော့ချိန်က10:50ဖြစ်နေအဲ့တော့ time to sleep အဲ့လေးလည်းပါဟုတ်တယ်ဆိုနောက်ပဲဒီ monitor လေးပေါ်ကြ10:51ဖြစ်နေပါပြီ။ပြောင်းပြန်ဖြစ်နေလိမ့်မယ်။ဒါပေမဲ့10:51ဖြစ်နေ။အဲ့ရတော့
ဒီပါ10:51စီမံစင်တာ50ဖြစ်နေခဏကြာရင်9နာရီထားရမှာဆိုတော့ see you guys maybe ဗီဒီယိုလေးလည်းတင်ကောင်းတင်ပြပါမယ်တင်ချင်မှလည်းတင်ပါမယ်ကြောက်လည်းတယောက်မှသိမှာမဟုတ်တဲ့အတွက်အဆင်ပြေပါတယ်ကျွန်တော်တော့ Insta 360လေးဝယ်ဖို့စိတ်ထဲမှာရှိလိုက်တယ်ဒါပေမဲ့လည်း I don't know I just buy this bye bye maybe see you tomorrow see you in the next video and oh okay